တော့ဘူးအဝဲဆုံးဝဲခရင်များအချိန်များပြည့်ရှိစက်ပြက်ကကလေးလေးတယောက်ကြည်ပြင်းခဲ့ပြီမေမေရဲ့ကြမ်းတမ်းမှုလို့စီကြိုတဲ့ခါတီးမှုတွေရဲ့အရှုံးမပေးနဲ့အမေရဲ့သားအားပေးတယ်အားပေးလိုက်တဲ့မိခင်တွေ့ရတဲ့